ဘဝပေါ်မှာတွေ့တာနေတဏှာခန္ဓာပေါ်မှာတွေ့တာနေတဲ့တဏှာဒုက္ခကိုထုတ်လုပ်ပေးနေတဲ့တဏှာကိုသူ့သမုဟတာအပြတ်ရှင်းပြလိုက်ပြီသူ့ရင်ထဲနှလုံးထဲမှာလိုချင်တယ်ဆိုတာမရှိတော့ဘူးခန္ဓာရဲ့အပြစ်မြင်ခန္ဓာကိုမလိုချင်တော့လူတွေဟာယောဂကိုတော့မုန်းတယ်ဒါပေမဲ့ယောဂလက်ခံတဲ့ခန္ဓာကိုယ်ကြီးကိုတော့တွေ့တာနေတယ်ငါလို့အထင်လွဲပြီးတော့တွေ့တာတကယ်ကတော့ခန္ဓာကိုယ်ကြီးကပဲယောဂဆိုတာဖြစ်တာဟုတ်ဒါကြောင့်မို့လို့ယောဂကိုမုန်းတီးတယ်ဆိုရင်ခန္ဓာကိုယ်ပဲမုန်းတီးရမှာဖြစ်တယ်ယောဂပဲမုန်းပြီးခန္ဓာကြီးကိုမမုန်းဘူးဆိုတာမဖြစ်နိုင်တဲ့ကိစ္စတစ်ခုဖြစ်တာအဲ့ဒါလို့ဥဒ္ဒရမထေရကတော့ခန္ဓာအကြောင်းကိုသူကောင်းကောင်းသိလိုက်ပြီတဲ့ဒါကြောင့်မို့လို့